ရေငုပ်သမားတွေရေအောက်ဆင်းတဲ့အခါငါးလေးတွေကသူတို့နောက်ကိုတကောက်ကောက်လိုက်လာတတ်ကြတယ်။ဘာလို့လဲဆိုတော့လူတွေဟာစူးပြေးနဲ့ပင်လယ်မြော့တွေကိုခွဲပေးနိုင်တယ်ဆိုတာကိုသူတို့သိသွားကြလို့ပါ။တချို့ငါးလေးတွေဆိုလမ်းပြအောင်လုပ်ပေးကြသေးတယ်။အသားပြေဆုံးပင်လယ်မြော့တွေစီရေငုပ်သမားကိုခေါ်သွားပြီးခွဲပေးလိုက်တဲ့အခါကျရင်တော့အားရပါးရဝိုင်းစားကြတာပေါ့။ဒါကတော့အစားအစာအတွက်အပေးယူလုပ်ကြတာပါ။ဒါပေမဲ့အဲ့ဒီထဲမှာအရန်ထူးဆန်းတဲ့ငါးဝါလေးတစ်မျိုးရှိတယ်။သူ့ကိုဒန်ဆယ်ဖြစ်လို့ခေါ်ပါတယ်။သူကတော့တခြားငါးတွေလိုအစာစားခြင်းလို့လမ်းပြတာမဟုတ်ဘူးဒီငါးလေးကပင်လယ်ကျမ်းပြင်မှာကိုပိုင်ရေမော်ဥယျာဉ်လေးတွေကိုစိုက်ပျိုးတတ်တဲ့ဥယျာဉ်မှုလေးဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ရန်သူကပင်လယ်မြော့တွေပဲပင်လယ်မြော့တွေကသူ့ဥယျာဉ်တွေကိုကျူးကျော်ဝင်ရောက်ပြီးရေမော်ပင်တွေကိုအမြင့်ကပါမကြမ်းဖျက်ဆီးပစ်ကြတာငါးလေးကဘလောက်ပဲမောင်းထုတ်ပါစေအားချင်းမမျှတော့နောက်နေ့ဆိုကျူးကျော်သူတွေကပြန်ရောက်လာတာပဲအဲ့ဒီမှာတင်သူကနီလန်းတစ်တစ်ခုကိုတုံးလာပါတယ်လူသားတွေကိုတွေ့တဲ့အခါသူကတက်တက်ကူလာပြီးသူ့ဥယျာဉ်စီကိုလမ်းပြခေါ်သွားတယ်သူလိုချင်တာကအစာမဟုတ်ဘူးသူ့ရဲ့အဖိုးတန်ဥယျာဉ်လေးကိုဖျက်ဆီးနေတဲ့ပင်လယ်မြော့တွေကိုဖယ်ရှားပေးဖို့အကူအညီတောင်းတာပါဒါကိုကြည့်ရင်တဘာဝတရားတွေကတရဝါလေးတွေဟာလည်းသူတို့ရဲ့အခက်အခဲကိုဖြေရှင်းဖို့ဘသူ့ကိုအကူအညီတောင်းရမလဲဆိုတာကောင်းကောင်းကြီးသိနေကြတာတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်